အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့က20-9ရက်9လ2026ဝါသူလာပြည်နေ့လည်းဖြစ်ဒီနေ့ကဝါသူလာပြည်နေ့ပေါ့နော်အဲ့တော့ကျွန်တော်ပထမဦးဆုံးပြောစရာလေးတစ်ခုရှိပါတယ်မနေ့တုန်းကကျွန်တော်ပါဇက်ကရောင်ပြီးတော့ဘယ်ဘက်လေးသင်္ကန်းလို့ပြောခဲ့ပြီးတယ်မနေ့တုန်းကကျွန်တော်တင်ခဲ့တာညာဘက်နော်အဲ့ဒါလေးကိုပြောင်းပြီးတော့နားထောင်ပေးပါလို့အဲ့ဒီမှာကျွန်တော်ပြောလိုက်တာညာဘက်ကိုဘယ်ဘက်လေးသင်္ကန်းလို့ပြောနေတယ်ဒီနေ့မှဘယ်ဘက်လေးသင်္ကန်းစမှာနော်စာမှာလည်းမှားရေးထားပြီးတယ်ကျွန်တော်ဟုတ်ပြီအခုကျွန်တော်ဘယ်ဘက်လေးသင်္ကန်းကိုစဘယ်ဘက်လေးသင်္ကန်းကိုစမယ်ဆိုရင်ညာဘက်လေးသင်္ကန်းညာဘက်တော့မနေ့ကတင်ထားတာလေးကိုမနေ့ကတင်ထားတဲ့ဟာလေးကိုပြန်ပြီးတော့တစ်ချက်ပြန်နှွေးပြီးမယ်နော်ဒီနေ့ကကျွန်တော်တို့တွားထားတဲ့ပုံစံလေးလက်မမှာစလက်မမှာဒီဘက်လည်းအဲ့လိုပဲလက်မစမယ်ပြီးရင်လက်ကလေးဒီမှာနော်ဒီမှာအမဲနှစ်ခုရဲ့ဘယ်ဘက်အချမ်းကက်ရဲ့အဖြူခလုတ်ဒီ C ABCD ဆင်းလိုက်ပဲစဉ်းစားလိုက် ABC ပြီးတော့ D ပေါ့နော်အဲ့ဒါ D beginner တွေတင်တာမဟုတ်လို့ကျွန်တော်အသေးစိတ်လေးရှင်းပြတယ်နော် D အဲ့တော့ကျွန်တော်တွက်မယ်ဆိုရင်အမဲနှစ်ခုရှိအမဲသုံးခုရှိတယ်အမဲနှစ်ခုရဲ့ဘယ်ဘက်အချမ်းကက်ရဲ့အဖြူစီ C ဒါဆိုရင်အမဲနှစ်ခုဘယ်ဘက်ကဖြူစီ C မှာ C မှာမဲနှစ်ခုရဲ့ဒီ C အဲ့တော့ကျွန်တော်တို့ကဘယ်လိုလဲဆိုတော့ C တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်၅ကြိမ်အဲ့တော့5 OT လို့5 OT ပေါ့နော်အတန်9ပြန်လို့ပြောချင်တာဒီမှာလို့ပြောရမယ်ဆိုရင်တော့နောက်တစ်ခုကဒီ standard က7 OT ရှိတယ်ဒါဘူးတူတယောက်နော်ဘူးတူတာစံနေရတစ်ခုမှဆိုရင်ခလုတ်လုံးရင်အလုံးပေါင်း80နဲ့မှ8လုံးရှိတယ်စံနေရဆိုရင်ပေါ့နော်အဲ့တော့ခုကဒါ5 OT ဒီလိုမျိုး OT လေးနဲ့ပဲကိုလေးလာလို့လေ့ကျင့်လို့ရပါတယ်ကိုကလုံးဝဟို professional အဆင့်နဲ့စိုင်းနေတီးတာလို့ recording နေတီးတာလို့ဆိုရင်တော့ model မြင့်နဲ့ keyboard လိုတာပေါ့နော်ကိုကလေ့ကျင့်မယ်ဆိုရင်ဒီလောက်နဲ့အဆင်ပြေကိစ္စမရှိဘူးနော်အဲ့တော့ကသင်္ကန်းသာဘက်ကိုပြန်လဲရအောင်ကျွန်တော်လက်မနဲ့ D ရစမယ်ဒါဆိုရင် D2 ပေါ့ဒီမှာ D1 နေ D1 ကျွန်တော် D2 ကပဲစမယ်ဘယ်ဘက်နော်ဒီခါတော့လက်မမပြောတော့ဘယ်ဘက်လက်မလက်ကလေးလက်မပြီးအမဲလက်ကလေးပြီးရင်လက်ညိုးက E နော်ဒါ A B C D E ဒါ D မင်းတို့ကပြ C D E E အဲ့ဒါတစ်ချက်သတိထားမှလက်ညိုးကိုပဲသတိထားမှတ်သွားလက်ညိုးဒီ E မှာတစ်ချိန်ကျသွားပြီနော်အဲ့တော့လက်ကလေးလက်ညိုးပြီးရင်လက်မလက်ကလေးလက်မလက်ကလေးလက်မလက်ကလေးပြီးရင်လက်ညိုးဟုတ်အဲ့လက်ညိုးကကျတော့ B မှာကျတွက်ပြမယ်နော် D E F G A B မှာကျတူကီရဲ့ဒီကီရဲ့ဒိုရီမီပါရဆိုရင်လာမှာကျတယ်နော်ခုနရေမှာကျတယ်လက်ညိုးကျတဲ့နေရာတွေတစ်နေရာနှစ်နေရာအဲ့တော့ E မှာတစ်ချိန်ကျတယ် B မှာတစ်ချိန်ကျတယ်လက်ညိုးကျပြီဆိုရင်လက်ညိုးပြင်တော့လက်မပေါ့လက်ကလေးလက်မပြန်ကျတယ်ဟောဆုံးသွားပြီလက်မနဲ့ပြန်ဆုံးသွားပြီဟုတ်ပြီနော်အဲ့ပြန်တီးပြမယ်နော်လက်ညိုးအဲ့လိုမျိုးဒီချက်အဲ့ပြန်လက်ညိုးကျပြီနော်လက်ညိုးကြပြီရှင်းမယ်လို့ဒီမှာဟုတ်ပြီနောက်ဆုံးတစ်ခေါက်ဖိုင်နဲ့တစ်ခေါက်ပြန်ရှင်းပြမယ်နော်ဒီလက်ကလေးလက်ညိုးလက်မလက်ကလေးလက်မလက်ကလေးလက်မလက်ကလေးလက်ညိုးလက်မဟုတ်ပြီအဲ့ဒါလေးကြည့်ရမှာနော်အော်ကျွန်တော်ပြောဖို့မိသွားတယ်အပြန်နဲ့ကျင်းရမှာနော်အသွားပြီးရင်ဒါအသွားလိုက်တယ်ပြန်လဲရင်လည်းဒါလေးကိုကျင်းရမှာဟုတ်ပြီတင်ကန်းသားလေးကတော့ဒီလောက်ပဲကျွန်တော်တင်တန်းလေးနဲ့မိတ်ဆက်ပြပြရစီကျွန်တော်တို့တင်တန်းကရန်ကုန်မြို့လဲတန်း6လမ်းမှာရှိတယ်လဲတန်း6လမ်းတိုက်နံပါတ်က7ပါ7တိုက်နံပါတ်7 5ပါကျွန်တော်တို့တိုက်ရှိမှာအရင်တော့ကတော့ဂီတတင်တန်းဆိုရယ်ဆိုင်းမှုကိုဝလုံးနဲ့ကျွန်တော်လမ်းမြင်အောင်ဆိုင်းမှုချိန်ထားတယ်အခုချိန်မှာ
ဆိုင်ဖို့မချိတ်ထားဘူးနော်ကျွန်တော်ဆိုင်ဖို့မချိတ်ထားဘူးမိုးရင်းလည်းဖြစ်တဲ့အတွက်ကြောင့်မို့နောက်ပြီးတော့တော်တော်များများကလည်းကျွန်တော်စီလာတယ်ဖုန်းသူဆက်ပြီးတော့မရောက်ဘူးလို့တွေကဖုန်းဆက်လိုက်တာလမ်းထဲကျဖုန်းဆက်လိုက်ကျွန်တော်လိုက်လမ်းပြပြီးမယ်နော်အဲ့ဒါလေးတစ်ချက်နောက်တစ်ချက်ကကြတော့ပြီးခဲ့တဲ့2ရက်လောက်တုန်းကကျွန်တော်တို့တင်တဲ့ရဲ့ထုံးစံအတိုင်းပညာဒါနအနေနဲ့တစ်လောက်တစ်ချိန်ပေါ့ကျွန်တော်တို့ discount လေးလုပ်ပြီးတယ်တင်တန်းကြီးကိုအတက်တင်တဝက်ပဲယူတာပေါ့50ရာခိုင်နှုန်း discount ပေးတာအဲ့ဒါလူကြီးကတက်ချက်ရှိပါတယ်အဲ့ဒါ9ယောက် discount 9ယောက်ကျော်သား9ယောက်တက်မပေးဘူးပေါ့နော်9ယောက်ပေးပါတယ်အဲ့9ယောက်ကပေးတယ်ဆိုတာကဒီဟာလေးပေါ့နော်တရောလေးရှိမယ်ဒီဘက်မှာတရောလေးရှိမယ်အဲ့တရောလေးတင်လို့ရမယ်ဟိုကေတာတင်လို့ရမယ်ကီးဘုတ်တင်လို့ရမယ်ပေါ့အဲ့ဒါမျိုးပေါ့နော်အဲ့တော့ကျွန်တော်ကပြောချင်တာဟာဒီဘေးဘာသာပဲတင်တယ်အဲ့ဘေးဘာသာပဲတင်တယ်ကျွန်တော်တို့ရှိမှာအတက်တင်က၄သိန်းယူတယ်အဲ့ဒီ၄သိန်းကဘာသာရေးတစ်ခုကို professional အဆင့်ထိတီးတတ်အောင်တင်ပြီးတယ်တရောဆိုလဲတရောအဲ့ဒါအတက်တင်ပေါ့နော်အဲ့ဒီအတက်တင်မှာကျွန်တော်တို့ discount 50ရာခိုင်နှုန်းပေးလိုက်တဲ့အတွက်ကြောင့်2သိန်းပဲကြာမယ်အချက်ကအမှန်တကယ်ဆိုရင်တော့3ရက်သူပြောလိုက်တော့ဒီနေ့နောက်ဆုံးဒါပေမဲ့ဒီကနေ့ဒီဝါတူလာပြီးနေ့ဖြစ်နေတာကိုကျွန်တော်တတိမထားလိုက်ဘူးမနေ့ပြန်ထိတရက်တိုးပြလိုက်တယ်ဒီနေ့ဝါတူလာပြီးနေ့ဆိုတော့ဖျားသွားတဲ့ခါညာအဲ့ဒါတွေကိုကျွန်တော်နားလေသွားတဲ့အတွက်ကြောင့်မနေ့ပြန်နောက်ဆုံးအဲ့တော့မနေ့ပြန်ကြာရင်မနေ့ပြန်နောက်ဆုံးအပ်တဲ့လူ9ယောက်ကအတက်တင်အပ်မယ်ဆိုရင် discount ရပါမယ်တလားချင်းက9000မှာတလားချင်းမှာ discount မရှိပါဘူးကျွန်တော်တို့ကိုဆက်သွယ်ရမယ့်ဖုန်းနံပါတ်လေးကတော့40 20 294နောက်တစ်လုံးကတော့08141539ဖုန်းနှလုံးကိုဆက်လို့ရပါတယ်နောက်တစ်ခုကကျတော့ကျွန်တော် online တင်တန်းရှိတယ် online တင်တန်းနဲ့မနေ့ပြန်မှာနောက်ဆုံးမှာအပ်တယ် discount အတက်တင်အပ်တယ်ဆို discount ဝင်ပါတယ်အဲ့တော့ online တင်တန်းနဲ့4သိန်းကျတာပေါ့2သိန်းပဲကျမှာပြီးတော့တင်တန်းကာလအဲ့အတက်တင်ကဆရာရဲ့ဘယ်လောက်ကြာနိုင်လဲဆိုတာတရားတော်ကြောင့်လည်းတူတက်ရေးချင်းဘူးကွာမယ်တဲလန့်ပေါ့နော်ပါရမီရှိမှုပါမယ်ကျူးစားမှုပါမယ်အဲ့ဒီပုံမှာလည်းနည်းနည်းမှုတည်တယ်အကျဉ်းမြင့်ကတော့2နှစ်လောက်တော့သွားအောင်2နှစ်လောက်တင်ရမယ်အဲ့2နှစ်လောက်ကြာမယ်ဆိုတော့ပြောမယ်ဆိုရင် discount ဝင်ထားတဲ့လူကတစ်နှစ်လုံးမှ3သိန်းပဲကြာပေါ့အဲ့လိုကျေးဇူးတင်ပါတယ်မရှင်းတာလေးရှိရင်ဖုန်းဆက်လို့ရပါတယ်လို့အားလုံး bye bye